လုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီဂျပန် TikTok အကောင့်ဖွင့်တဲ့နည်းလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဂျပန် TikTok အကောင့်ကိုကျွန်တော်တို့မဖွင့်ခင်မှာကျွန်တော်တို့ဒီ VPN တစ်ခုလိုတယ်ပြီးတော့ဂျပန် TikTok အကောင့် software လေးတစ်ခုလိုတယ်ပေါ့နော်ပြီးတော့ဒီ VPN ဆိုပြတော့ဒီ Tab VPN ဆိုတဲ့ဒီ application လေးဖြစ်ပါတယ်ဒီ application လေးကိုကျွန်တော်တို့ဒီ Google Play မှာသွားပြီးတော့ download ရပါတယ်ကျွန်တော်တို့ဒီဂျပန် TikTok အကောင့်အရင်မဖွင့်ခင်မှာကျွန်တော်တို့ဒီဖုန်းရဲ့အပေါ်မှာပေါ့နော် location ဆိုတာရှိတယ်ဒီနေရာလေးပေါ့နော်ဒီ location ဆိုတဲ့ဟာလေးကိုကျွန်တော်ပိတ်ပေးရမှာပဲဖြစ်ပါတယ်ပိတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ tab VPN လေးကိုဖွင့်မယ်ဖွင့်ပြီးသွားပြီဆိုရင်ဒီမှာဒီလိုလေးပေါ်လာပြီဆိုရင်ဒီ auto ဆိုတဲ့နေရာမြားလေးပေါ့နော်ဒီကားလေးကိုကျွန်တော်တို့ထောက်လိုက်မယ်ထောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဂျပန်ဆိုတဲ့နေရာမှာပေါ်လာလိမ့်မယ်ဒီဂျပန်ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာဒီ connecting လုပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ VPN ချိတ်သွားပြီချိတ်ပြီးရင်ပြန်ထွက်လိုက်ထွက်ပြီးသွားပြီဆိုရင်ဒီမှာ TikTok software လေးကိုဖွင့်လိုက်မယ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဒီဘေးနာ profile ဆိုတဲ့ဟာသွားမယ်ဒီမှာ sign up ဆိုတဲ့ဟာလေးကိုရှိတယ်ဒီနေရာလေးကိုနှိပ်လိုက်မယ်နော်ဒီကကြာတော့အပေါ်ကကြာ log in ဖြစ်နေနော်ဒီအောက်က download လေးမှာ sign in ဆိုတဲ့ဟာရှိရတဲ့နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အရေးကြီးဆုံးအချက်ကတော့ဒီမှာဒီအောက်ဆုံးမှာပေါ့နော် account located in မြန်မာဘာမှဆိုရှိရဲအဲ့နေရာတွေကိုကျွန်တော်တို့ဂျပန် region ချိန်လိုက်မယ်နော်ချိန်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော် location ကဂျပန် location ဖြစ်သွားပြီပြီးရင်ဆိုရင်ကျွန်တော်တို့ကဒီ mail တစ်ခုတော့ရှိရမယ်Gmail တစ်ခုရှိရမယ်เนาะဟို TikTok account မသုံးရသေးတဲ့ Gmail တစ်ခုဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့ continue ဖွင့် email ဆိုတာရှိတယ်အဲ့နေရာမှာကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ Gmail account ထည့်လိုက်မယ်เนาะဆိုရင်ဒီမှာ continue ဆိုတာရှိရဲအဲ့ဒါလေးနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာသူ့ရဲ့ Gmail account ကိုကျွန်တော်တို့မှာကုတ်ချပေးလိုက်မယ်เนาะခဏလောက်စောင့်ပေးရမယ်လိုက်ပြီပေါ့နော်ကုတ်ချပြီးလို့ကျွန်တော်တို့ဒီ Gmail မှာကုတ်ချပေးလိုက်မယ်အဲ့ဒီကုတ်ကိုယူပြီးတော့ကျွန်တော်တို့ဒီမှာလာထည့်ရမယ်เนาะထည့်ပြီးသွားပြီဆိုရင်ကျွန်တော်သူ့ရဲ့မွေးနေ့ပေါ့နော်မွေးနေ့လေးရမယ်သူ့ရဲ့18နှစ်တော့ပြည့်ရမှာပေါ့နော်ပြီးရင် review ရဆိုရင် continue နှိပ်လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင်ဆိုရင်ဒီမှာကိုယ့်ရဲ့ password ထည့်ရမှာပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ create unique name ပေါ့နော်ဒါလေးကိုရိုက်ထည့်ပေးရမှာပေါ့နော်ပြီးရင်နာမည်ရိုက်ထည့်ပြီးရင်ကိုနေနူးနှိပ်လိုက်ကျွန်တော်တို့ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီမြင်းသုံးချောင်းလေးနေရာကိုသွားမယ်သွားပြီးရင် setting ရဲ့ privacy ဆိုတာရှိတယ် privacy ပြီးရောဒီမှာ account ဆိုတာဟာရှိရဲအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ account information ဆိုတာရှိရဲအဲ့ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ location ပေါ်လိုက်မယ်ဒီမှာ Japan region ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာလိုက်မယ်ပြီးတော့ဒီ Japan region account ဆိုရင်တော့เนาะဒီနာမည်ချိန်မယ်ဆိုရင်အနည်းဆုံးတော့ကျွန်တော်တို့9ရက်တော့ကျွန်တော်တို့နာမည်ပြချိန်မယ်ဆိုရင်တော့9ရက်တော့စောင့်ပြရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ